hello တာကြီး UCA ဒေါ်လာရမယ်ဆိုရင်တာကြီးတို့စိတ်ဝင်စားလားဟုတ်ပါရဲ့ UCA ဒေါ်လာရပါတယ်နော်တာကြီးတို့ဒီဗီဒီယိုလေးရတော့ content creator တွေအောင်မြင်တဲ့လူတွေဘာဆက်လုပ်ရမလဲမသိရသူတွေအတွက်ပဲဖြစ်ပါတယ်နော်သူများရဲ့ UCA ဒေါ်လာရေဘယ်လိုရလဲဆိုတာသိကြတယ်မသိသေးဘူးဆိုရင်တော့ content creator ဟက်ကြီးကိုဖွင့်ပြီးတော့ဒီတိုင်းကြီးထိုင်ကြည့်နေတော့မှာလားလောက်ပါစမ်းပါနော်ကိုလုံးရင်တော့ကိုရမှာပါနော်ကဲဘယ်လိုလုပ်အောင်လဲဆိုတော့တာကြီးရောဝမတ်တွေမှာတခြားခန်းတွေကွာစော်ထားတဲ့ဗီဒီယိုတွေကိုကိုကမတင်ချင်ဘူးโอเคဟုတ်ပြီဒါဆိုရင်ဘယ်ခန်းမှာစော်ချင်လဲဆိုတာမေးစရာရှိတာပြီကိုက classic မှာပဲစော်ရများတယ်ဒါဆိုရင်လေရပါတယ် classic မှာပဲစော်ပြီး UCA ဒေါ်လာရေဘယ်လိုယူမလဲကဲတာကြီးတို့ရဲ့ creator hack account ထဲဝင်ပြီးမြင်းသုံးချောင်းနဲ့ဖန်တီးသူတွေမှာမြင်းသုံးချောင်းနဲ့ဝင်ကွာဖန်တီးသူတွေမှာဘယ် platform မှာကိုကတင်မှာ TikTok မှာတင်မှာလား YouTube မှာတင်မှာလား Facebook မှာတင်မှာလားအစားသဖြင့်ပေါ့ကွာကိုရွေးချယ်ပြီးတော့ video classic ဆိုတဲ့ဟာလေးတွေကိုဝင်ပြီးတော့ classic ebook မှာပါတဲ့ highlight ကွာ classic ebook classic ဆော့မယ်ဆို ebook ပါတဲ့ဟာမှာဆော့လို့ရမှာကွာ ebook တော့ပါ highlight လေးကိုတင်လိုက်ရင် तू က view like သူက UCA ဒေါ်လာပေးပါတယ်ဗျာမယုံဘူးဆိုရင်တော့ဒါကြီးတို့ဒီ video လေးကိုကြည့်ပြီးတော့အခုပဲကို highlight လေးယူပြီးတော့တင်ကြည့်ပါနော်ဒါကြီးတို့အကြံပေးချင်နော်ဒီ video လေးကိုကြိုက်တက်ရင်ဆိုရင်လည်း like ပြီးပို့အပေါင်းလေး share ပြီးနှိပ်ခဲ့ကြအောင်နော်ဒါကြီးတို့မတိသေးတဲ့သူတွေအတွက်လည်းဒါသိအောင်ပြောပြခြင်းနဲ့စိတ်နေတော့နော်ဒါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမှာပါ